Hello ကျွန်မအန်နီဖြစ်ပါတယ်ကျွန်မအန်နီဒီနေ့မှာတော့မနက်စောကြီးမိုးဖွဲလေးတွေကြားနေလို့ဗီဒီယိုလေးရိုက်မယ်ဆိုပြီးတော့စိုက်ကူးပါသွားတာပါကျွန်မနေတဲ့နေရာမှာကျွန်မပင်တွေအများကြီးစိုက်ထားပါတယ်ဒါပေမဲ့ပို့ကောင်လေးစားသွားတော့အကုန်လုံးကသေသွားပါတယ်နည်းနည်းပဲကြံတော့ပါတယ်အခုဆိုရင်ကရင်နီဘက်မှာဆိုရင်နေကြရိမ့်ပန်းလေးတွေပွင့်တဲ့အချိန်ပေါ့နော်ဒါပေမဲ့ကျွန်မနေရာမှာတော့နည်းနည်းလေးပဲရှိတယ်ဟုတ်ပါနည်းနည်းလေးသွားလိုက်ရင်နေကြရိမ့်ပန်းကတောင်လုံးပဲရှမ်းပြည်ဘက်မှာလည်းနေကြရိမ့်ပန်းလေးပွင့်နေလောက်ပြီးတော့ထင်တယ်ချူပကာလေးပါဒါတော့ချူပကာလေးကစကားမဆက်ချူပကာလေးဝင်လာတာပါချူပကာလေးနေကောင်းသွားပါပြီအခုဆိုရင်ရှမ်းတောင်ဘက်မှာနေကြရိမ့်ပန်းလေးပွင့်နေပြီဆိုတော့တတော်လုံးလာပါနေပါမယ်ပြီးတော့ပါခေါ်လဲကျမကခေါ်ရတော့မူရီပန်းလို့ခေါ်တယ်အဲ့ဒါလေးလည်းပွင့်နေပြီထင်တယ်ဒီနေ့တော့ကျမတို့ညီမနှစ်ယောက်စကားလေးပြောရင်းဟိုရိုက်တီရိုက်ဟိုဟာလေးလောက်ဒီဟာလေးလောက်ရင်းနဲ့အချိန်လေးကုန်ဆုံးသွားပါတယ်အားလုံးကိုကျမအရင်လွမ်းပါတယ်ကျမနဲ့တွေ့ခဲ့ဖူးတဲ့တငယ်ချင်းတွေအကုန်လုံးကျမရေကယူစိုက်ကြပါလို့ဆောင်းတွင်းရောက်နေပြီဆိုတော့မိုးလည်းအေးတယ်ဆောင်းလည်းအေးတယ်အားလုံးကျေးဇူးတင်ပါတယ် Thanks for watching bye bye